အားလုံးပဲမင်္ဂလာပါ David 2Dမြန်မာ channel မှာကြိုဆိုလိုက်ပါတယ်9ရက်3လ2025တောက်ကြတဲ့အတွက်နေ့တိုက်လေးတွေကိုကျွန်တော်ပြောပြပါမယ်ခြားသားပရင်းနေ့မှာတော့ကျွန်တော်ရဲ့နေ့တိုက်တွေကကီးလေးတွေပဲမိခဲ့ပါတယ်ဒီနေ့မှာလည်းကျွန်တော်အများကြီးစူးစမ်းထားပေးတာကြတယ်ဒီနေ့9ရက်3လအတွက်ဘရိတ်အနေနဲ့ကတော့ကျွန်တော်ခွန်2 4ဘရိတ်ကိုရွေးပေးထားပါတယ်ကီးအနေနဲ့ကတော့4 9 2ကီးပါရွေးခွက်တွေအနေနဲ့ကတော့ကျွန်တော်43 48 40 98 93 95ကိုရွေးပေးထားပါတယ် Telegram free channel ဝင်ရှင်သူများအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 999 850 264ကိုဟိုင်းပြီးတော့ဝင်လို့ရပါပြီကျွန်တော်မရှိများတက်ရှူတိုင်းငွေတွေဝင်ပြီးတော့ဆက်ဆက်ရရဆင်ပေးကြပါစေဗျ